ဒီနေ့မှာလူငယ်များအတွက်ဖျားခင်ရဲ့အလိုတော်နဲ့ညီတဲ့မိမိရဲ့အိမ်ထောင်ဖက်ကိုဘယ်လိုရွေးချယ်ရမလဲဆိုတဲ့အချက်၃ချက်အပြင်ကျွန်မဝင်ကသွားချင်ပါတယ်။ယနေ့တင်အသေးကွဲနေရတယ်ဆိုရင်ဖျားခင်တင့်အတွက်ပြင်ဆင်ထားတဲ့သူမဟုတ်သေးလို့ပဲဖြစ်ပါတယ်။ဖျားခင်တင့်အတွက်ပြင်ဆင်ထားတဲ့အကောင်းဆုံးသောအရာမရောက်လာသေးလို့ပဲဖြစ်ပါတယ်။ဒီအရာတွေတင်ဆုတောင်းပါပြင်ဆင်ပါ။တိုင်းသားစကားပုံလေးတစ်ခုရှိပါတယ်။တောင်ရခုတ်မှာတနေ့အိမ်ထောင်ပြုမှာတသက်တောင်ရခုတ်မှာခြင်းကကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဖြစ်စေပါတယ်။ဒါပေမဲ့အဲ့ဒီအပေါ်မှာကျွန်တော်တို့ကပြန်ပြီးတော့ပြုပြင်လို့ရတယ်ပြင်ဆင်လို့ရတယ်နောက်နှစ်တွေမှာပို့ပြီးတော့ကောင်းတဲ့အောင်မြင်တဲ့အရာကိုကျွန်တော်တို့လှုပ်ဆောင်လို့ရပါတယ်။ဒါပေမဲ့အိမ်ထောင်ပြုမှာသွားတယ်ဆိုရင်တော့ကျွန်တော်တို့ကပြန်ပြီးတော့ပြင်ဆင်လို့မရတော့ပါဘူး။ဒါကတသက်စာအတွက်ဖြစ်တယ်။ဒါကြောင့်ဒီလောက်ထိအရေးကြီးတဲ့အရာကိုသင်ဟာစဉ်းစားဆုံးဖြတ်ရွေးချယ်ဖို့ရန်အတွက်လိုအပ်ပါတယ်။ဒါကြောင့်မလို့အိမ်ထောင်မပြုတ်ခင်မှာသင်ဟာအကောင်းဆုံးရွေးချယ်ပါ။ကျွန်တော်တို့ငယ်စဉ်ကလူငယ်ကက်နေမှာတက်ရောက်တဲ့ခါမှာအိမ်ထောင်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သင်တန်းတွေအများကြီးခံယူရတယ်။အဲ့ဒီခါမှာကျွန်တော်တို့ကအချက်လက်တွေကိုချပြီးတော့ကျွန်တော်တို့ဆူတောင်းကြပါတယ်။နံပါတ်1ကတော့ဘာဖြစ်ရမလဲ။နံပါတ်2ကတော့ဘာဖြစ်ရမလဲ။စသဖြင့်အချက်လက်တွေကိုချပြီးကျွန်တော်တို့ရေးကြတယ်။အဲ့ဒီခါမှာတချို့သောသူတွေကနော်အဲ့ဒီအချက်လက်ကစာမျက်နှာတစ်မျက်နှာစာလောက်ရှိတယ်အရေးများတဲ့အချက်လက်တွေဖြစ်ပါတယ်ဒါပေမဲ့တကယ်ဘုရားခင်ပေးတဲ့အခါမှာဒီအချက်လက်တွေပေါ်မှာမဟုတ်ဘဲနဲ့နော်ကျွန်တော်တို့ကတကယ်ကိုမှန်ကန်တဲ့နီးလန်းတဲ့ဘုရားခင်ပြင်ဆင်ထားတဲ့အရာကိုရွေးချယ်တတ်ဖို့အရင်အရေးကြီးပါတယ်ဘုရားရဲ့အလိုတော်နဲ့ညီသင်အကောင်းဆုံးရွေးချယ်နိုင်ဖို့ရန်အတွက်အချက်၃ချက်အပြင်ကျွန်မဝင်ငှသွားချင်ပါတယ်နံပါတ်1အချက်ကတော့နေရာမှန်ဖြစ်ပါတယ်ဆိုတော့သင်ရဲ့အနာဂတ်အိမ်ထောင်ဘက်ဖြစ်လာမဲ့သူကိုသင်ဘယ်နေရာမှာတွေ့လဲဆိုတာအရင်အရေးကြီးပါတယ်။သင်ကဘီယာဆိုင်မှာအရက်ဆိုင်မှာကလပ်မှာဒီလူကိုတွေ့တယ်ဆိုရင်တော့အဲ့ဒီလူဟာသင်တို့စစ်မှန်တဲ့သူမဖြစ်နိုင်ပါဘူး။ဆိုတော့တစ်ဖက်ကနေပြန်ကြည့်တဲ့အခါမှာသင်ဟာအဲ့ဒီနေရာကိုပဲတစ်ချိန်လုံးသွားနေရင်တော့အဲ့ဒီနေရာမှာရှိတဲ့သူကိုပဲသင်တွေ့မှာဖြစ်တယ်။ဆိုတော့ကိုကဖះကိုချစ်တဲ့သူဖះရဲ့အလိုတော်လမ်းထဲမှာသွားလာတဲ့သူကိုသင်လိုချင်နေဆိုရင်တော့ဖះကိုချစ်တတ်တဲ့လူတွေစုဝေးတဲ့နေရာကိုသင်ရောက်ဖို့ရန်အတွက်အရင်အရေးကြီးပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရွေးချယ်တဲ့အခါမှာနံပါတ်1အနေနဲ့ကိုရွေးချယ်လိုက်တဲ့လူကဘယ်လိုလူမျိုးဖြစ်ရမလဲဆိုတဲ့အရာထက်သင်ရွေးချယ်လိုက်တဲ့သူကဖះကိုသိတဲ့သူသင်နဲ့ယုံကြည်ခြင်းတူတဲ့သူသင်နဲ့ယူပါယုံတူမဲ့သူသင်နဲ့အတွေးခေါ်တူမဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ကပ္ပဦးကျမ်းခန်းကြီး24အငယ်4မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဣဇက်ဖို့အာဗြဟံကဇနီးမယားကိုသွားပြီးတော့တောင်းယူဖို့ရန်အတွက်ရှာဖို့ရန်အတွက်ပြင်ဆင်တဲ့အခါမှာသူ့ရဲ့ဂျုံကိုသူကခေါ်ပြီးတော့ဘလို့သူရွေးချယ်လဲဆိုရင်ပထမဆုံးအနေနဲ့ငါပြည်ငါမျိုးသားချင်းတို့ထံသို့သွား၍ငါသားဣဇက်ဖို့မယားကိုယူရမည်ဟုတင်လက်ကိုငါအပေါင်အောင်၌ထားပြီးမှကောင်းကင်မြေကြီးရှင်ဘုရားသခင်ထာဝရဘုရားကိုတိုင်တင်၍ငါကျိန်ဆိုစေပါမည်ဟုဆို၏ဒီနေရာမှာအာဗြဟံကသူ့ရဲ့ချွေးမအတွက်သူပြင်ဆင်တဲ့အခါမှာသူ့ပြည်နော်သူ့ရဲ့အမျိုးသားချင်းတွေရှိတဲ့နေရာကိုသူကသွားခိုင်းတာဖြစ်တယ်ဆိုတော့ဒီအရာကကျမတို့ကကိုနဲ့လူမျိုးတူတဲ့သူကိုပဲရှာရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘဲနဲ့နံပါတ်1တင်ရှာရမယ့်နေရာကသင်နဲ့ယုံကြည်ခြင်းတူမဲ့နေရာသင်နဲ့အတွေးမြင်နဲ့တူမဲ့နေရာသင်နဲ့ယူပါယုံတူမဲ့နေရာမှာဖြစ်ဖို့ရန်ရည်ကြီးပါတယ်။ဒါကြောင့်သင်ဟာဖခင်ရဲ့နှုတ်ကပတ်တော်ရှိတဲ့နေရာမှာဖခင်ကိုချစ်တဲ့သူတွေစုဝေးတဲ့နေရာမှာဖခင်ကိုကိုးကွယ်တဲ့သူတွေစုဝေးတဲ့နေရာမှာထိုသင်အတွက်ဖခင်ပြင်ဆင်ထားတဲ့သူကိုသင်တွေ့နိုင်ပါတယ်။ဒါကြောင့်နေရာမှန်ဖြစ်ဖို့အရန်ရည်ကြီးပါတယ်။တချို့တွေကကိုယ့်ရဲ့အိမ်ထောင်ဖက်ကိုအမှုတော်ထဲမှာအမှုဆောင်ရင်းနဲ့တွေ့တဲ့အခါမှာတကယ်ကိုပဲအဲ့ဒီဖျားပေးတဲ့သူဟာသူ့အတွက်အကောင်းကြီးမင်္ဂလာဖြစ်လာတယ်။အမှုဆောင်လို့ပြောတဲ့အခါမှာကျမတို့လူငယ်တဘာဝလူငယ် ministry တွေထဲမှာစက္ကတ်တဲ့အခါမှာဒါမှမဟုတ်ရင်လူငယ် camp တွေမှာကျမတို့တယောက်နဲ့တယောက်တွေ့ဆုံရတဲ့အရာတွေရှိတယ်။ဒါအပြင်ကျမတို့ ministry တွေထဲမှာစက္ကတ်ပါဝင်ရင်းနဲ့တယောက်နဲ့တယောက်တွေ့ဆုံခြင်းကအဲ့ဒီကနေ
တဆင့်ပေါ့နော်ကျွန်တော်တို့ချစ်ကျွမ်းဝင်လာတယ်အဲ့ဒီကနေတဆင့်ခြေလန်းလန်းလာတဲ့အရာကတကယ်ကိုကောင်းမွန်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အိမ်ထောင်ဘက်ကိုရှာတဲ့အခါမှာနေရာမှန်ဖြစ်ဖို့အရန်ရည်ကြီးတယ်ဒါကြောင့်သင်ဟာမာရွန်းတဲ့နေရာမှာရောက်နေသေးတဲ့ဆိုရင်တော့သင်ရဲ့ခြေလန်းတွေကိုဖခင်ရဲ့အလိုတော်လမ်းထဲမှာပထမဆုံးအနေနဲ့သင်ပြုပြင်မှာအဲ့ဒီကနေတဆင့်ဖခင်ပြင်ဆင်တဲ့သူကိုသင်တွေ့လာမှာပဲဖြစ်ပါတယ်နံပါတ်1ကတော့လူမှန်ဖြစ်ဖို့အရန်ရည်ကြီးပါတယ်ဖခင်ကလူယောက်ျားကိုဖန်ဆင်းတဲ့အခါမှာသူ့အတွက်အထောက်အမဖြစ်ဖို့ရန်အတွက်သူ့ရဲ့နံရိုးကနေထုတ်ပြီးတော့ဖခင်ကလူမိန်းမကိုဖန်ဆင်းပါတယ်ဒီຢာလေးကတကယ်ကိုထူးဆန်းတဲ့ຢာတစ်ခုဖြစ်တယ်ဖခင်ကလူမိန်းမကိုဖန်ဆင်းတဲ့အခါမှာခြေထောက်ရိုးကနေလည်းဖန်ဆင်းထားတာမဟုတ်ပါဘူးလက်ရိုးကနေလည်းဖန်ဆင်းထားတာမဟုတ်ပါဘူးဖခင်ဖန်ဆင်းထားတဲ့နေရာကအဲ့ဒီနံရိုးတဲ့ကနေထုတ်တဲ့အရာဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ဇနီးတဲ့ဟာကိုယ့်ရဲ့နှလုံးသားနဲ့အနီးဆုံးနေရာကနေထွက်ပေါ်လာတဲ့သူဖြစ်တယ်ခင်မွန်းတဲ့ယောက်ျားတွေရဲ့နံရိုးကနေထွက်လာတဲ့အရာဖြစ်တဲ့အတွက်သူဟာမိန်းမကအိုးအောက်ကနေပြီးတော့အချိန်လုံးအစီခံတယောက်လိုနေရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးသူဟာယောက်ျားရဲ့နှလုံးသားယောက်ျားရဲ့အတွင်းထဲကနေသူနဲ့အနည်းဆုံးသူ့ကိုထောက်မှချင်းဆိုတဲ့အရာတွေထဲကနေအမျိုးသမီးကထွက်ပေါ်လာခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဇနီးတဲ့ကိုတင်ရွေးချယ်တဲ့အခါမှာတင့်အတွက်ဘုရားခင်ပြင်ဆင်ထားတဲ့သူကတစ်ယောက်တည်းရှိတာဖြစ်တယ်အဲ့ဒီလူမှန်ကိုတင်တွေ့ဖို့ရန်အတွက်အရန်အရေးကြီးပါတယ်ဒါဆိုရင်အဲ့ဒီလူမှန်ကိုကျွန်တော်တို့ဘယ်လိုရွေးချယ်ရမလဲအာဗြဟံရဲ့ကျွန်ကဣဇက်အတွက်ဇနီးကိုသူရှာတဲ့အခါမှာအဲ့ဒီရေတွင်းနာကိုသူရောက်လာတယ်ရေတွင်းနာကိုရောက်လာတဲ့အခါမှာမျိုးသမီးတွေအများကြီးရှိပါတယ်မိန်းကလေးတွေအများကြီးရှိပါတယ်ဒါပေမဲ့သူဘုရားခင်စီမှာဘလို့ဆုတောင်းလဲဆိုရင်ဘုရားခင်ပေးမဲ့သူတို့သမီးဖြစ်တယ်ဆိုရင်တော့သူ့ကိုရေတိုက်ရမယ်ဆိုပြီးဘုရားခင်ရှေ့မှာသူဆုတောင်းတယ်ဆိုတော့လူငယ်များအနေနဲ့မရွေးချယ်ခင်မှာအရင်ဆုံးဆုတောင်းဖို့ရန်ရည်ကြီးပါတယ်သင်ကဒီအမျိုးသမီးတယောက်ကိုတွေ့ပြီးဒီအမျိုးသားတယောက်ကိုတွေ့ပြီးသင်သဘောကျပြီးမှပဲဆုတောင်းတာမဟုတ်ဘဲနဲ့သူ့ကိုမစင်စားခင်မှာသူ့ကိုလက်မခံခင်မှာသူ့ကိုမချစ်ခင်မှာပထမဆုံးအနေနဲ့သင်ဟာဆုတောင်းဖို့အရင်အရေးကြီးပါတယ်ဆုတောင်းခြင်းကသာကျွန်တော်တို့အတွက်အကောင်းဆုံးဘုရားခင်ပေးမဲ့လူမှန်ကိုတွေးစေနိုင်တာဖြစ်ပါတယ်ဒါကြောင့်အရင်ဆုံးသင်ဆုတောင်းမှာဒီလူကငါအတွက်ဖြစ်ရဲ့လားနော်တနည်းပြောရရင်သင်ကသူ့ကိုမချစ်ခင်မှာသူ့ကိုရင်မခုန်ခင်မှာသူ့ကိုစိတ်မလှုပ်ရှားခင်မှာအရင်ဆုံးဆုတောင်းသင်ပါတယ်နောက်မှဆုတောင်းတာမျိုးသင်မလုပ်ပါနဲ့ဆုတောင်းခြင်းကဘုရားသခင်ပြင်ဆင်တဲ့လမ်းထဲမှာသင်ကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်ကဆုတောင်းပြီးတော့အဲ့ဒီရေတွင်းကိုလာတဲ့အမျိုးသမီးတွေအများကြီးရှိပါတယ်အဲ့ဒီအမျိုးသမီးတွေထဲမှာသူကရေတောင်းတဲ့အခါမှာအဲ့ဒီအမျိုးသမီးငယ်လေးကပဲသူ့ကိုရေပေးဖို့ရန်အတွက်ပြင်ဆင်ပါတယ်ဆိုတော့တနည်းပြောရရင်ဒီအမျိုးသမီးလေးရဲ့အထဲမှာကျင်နာတတ်တဲ့နှလုံးသားတနာတတ်တဲ့နှလုံးသားနော်သူတစ်ပါးချင်းစာနာတတ်တဲ့နှလုံးသားရှိနေတဲ့အရာကိုမြင်တွေ့ရတယ်ဒါကြောင့်မလို့လူငယ်တွေကခင်မွန်းတဲ့ဇနီးတဲ့အဖြစ်ရွေးချယ်တဲ့အခါမှာအရင်ဆုံးချီးရောက်တဲ့အရာကသူ့ရဲ့နှလုံးသားဖြစ်တယ်သူဘလောက်လှလဲသူဘလောက်ချောလဲငွေကြေးတွေဘလောက်ရှိလဲဆိုတဲ့အရာကိုသူမကြည့်ပါနဲ့သူ့ရဲ့နှလုံးသားကတကယ်ကိုဖခင်ရဲ့အလိုတော်နဲ့ညီတဲ့နှလုံးသားဖြစ်ရဲ့လားဆိုတဲ့အရာကိုသင်ကြည့်ဖို့အရင်အရေးကြီးပါတယ်ဒီနေရာမှာရီဘက်ခါကအဲ့ဒီဂျုံကိုရေတိုက်ဖို့ပြင်ဆင်ပါတယ်နှလုံးသားလှယုံတစ်ခုတည်းနဲ့မရတော့ပါဘူးသူဟာလက်တွေ့လှုပ်ဆောင်ရပါတယ်ဆိုတော့ကလအုပ်တကောင်ကရေကာလန်20အနည်းဆုံးတောက်ပါတယ်ဒီအမျိုးသမီးလေးဟာကလအုပ်တကောင်ထက်မကတဲ့ဒီဂျုံနဲ့ပါလာတဲ့ကလအုပ်အားလုံးကိုသူကရေတိုက်ဖို့ပြင်ဆင်ပါတယ်ဆိုတော့ရေတွင်းကသူအောက်ကိုဆင်းပြီးတော့ခက်ရတယ်နော်ရေတကာလန်ခတ်ဖို့တော့အရန်ခက်ခဲတဲ့အချိန်မှာဒီမျိုးသမီးကတကောင်ကိုဂါလန်အနည်းဆုံး20အထက်နော်တကယ်ကိုများတဲ့ရေကိုသူကခက်ရတာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်ရင်ဒီအမျိုးသမီးဟာအင်အားရှိတယ်မပြင်းမရီလှုပ်ဆောင်တတ်တယ်ကြိုးစားအားထုတ်တတ်တဲ့အရာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဇနီးတဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့တင်ရွေးချယ်တဲ့အခါမှာသူဟာမပြင်းတတ်တဲ့သူဖြစ်ဖို့အရန်ရည်ကြီးတယ်အရာရာမှာကြိုးစားလှုပ်ဆောင်တတ်တဲ့သူဖြစ်ဖို့အရန်ရည်ကြီးတယ်စိတ်လုံးလာရုံတစ်ခုတည်းနဲ့မဟုတ်တော့ဘဲနဲ့သူဟာတကယ်ကိုအားထုတ်တတ်တဲ့သူကြိုးစားတတ်တဲ့သူမပြင်းတဲ့သူဖះကိုချစ်ပြီးတော့ဖះနောက်ကိုလိုက်နေတဲ့သူဖြစ်ဖို့အရန်ရည်ကြီးပါတယ်ဒီလိုလူကိုသင်ရပြီဆိုရင်တော့တင့်ဘွားတင့်အိမ်ထောင်ကတကယ်ကိုကောင်းကြီးခံစားရတဲ့အိမ်ထောင်တကယ်ကိုတိုးပွားတဲ့
ဖရာသခင်အလိုတော်နဲ့ညီတဲ့အိမ်ထောင်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်အဲ့ဒီခါမှာဒီမျိုးသမီးလေးကစူးစမ်းပြီးတော့ဂျုံကိုရေခတ်ပြီးတော့သူတိုက်တယ်ဂျုံကိုလည်းတိုက်တယ်ကလအုပ်တွေကိုလည်းသူတိုက်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်အိမ်ထောင်တစ်ခုမှာဇနီးတဲ့ပဲဖြစ်ဖြစ်ခင်မွန်းတဲ့ပဲဖြစ်ဖြစ်ပြင်းပြီဆိုရင်တော့အဲ့ဒီအိမ်ထောင်ကဘလို့မှဖရာရဲ့လမ်းကြောင်းထဲမှာသွားနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကျမတို့ကလူမန်ဆိုတဲ့နေရာမှာသူဟာအာထုလှုပ်ဆောင်တတ်တော်သူဖြစ်ဖို့အရန်ရည်ကြီးပါတယ်နောက်တတိယတစ်ချက်ကတော့အချိန်မှန်ပဲဖြစ်ပါတယ်တချို့တော်သူတွေကနော်ကိုကလူမှန်လဲတွေးပြီးကိုကနေရာမှန်မှလဲသူ့ကိုတွေးခဲ့တာပဲဒါပေမဲ့တင်တွေးလိုက်တဲ့အချိန်ကအချိန်မှန်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အရန်ကိုငယ်ရွယ်သေးတဲ့ကလေးတွေဆိုရင်ကိုရဲ့အိမ်ထောင်ဖက်ကိုနော်ဆူတောင်းတယ်ပြီးတာနဲ့ချစ်ချင်းပဲဟာဒါကငါရဲ့အိမ်ထောင်ဖက်လားဆိုပြီးတော့စဉ်းစားပြီးတော့နော်ငယ်ရွယ်တဲ့အချိန်မှာပဲရည်စားထားပြီးတော့သွားတဲ့အရာကိုမြင်တွေ့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဖခင်ရဲ့အချိန်မှန်ဖြစ်ဖို့လည်းအရန်ရည်ကြီးပါတယ်ဖခင်ရဲ့အချိန်မမှန်သေးဘူးဆိုရင်တော့သင်ကမှားတဲ့သူတွေကိုမြင်တွေ့နိုင်ပါသေးတယ်ဒါကြောင့်မလို့ဖခင်ရဲ့အချိန်မှန်ထဲမှာသင်ပြင်ဆင်ပါစိတ်မလောပါနဲ့ခံစားချက်ကိုဦးစားမပေးပါနဲ့ဒါကြောင့်မလို့ဖခင်ရဲ့အချိန်ကိုစောင့်တက်ဖို့အရန်ရည်ကြီးပါတယ်အဲ့ဒီရီဘက်ကာကိုဒီဂျုံကတွေ့တဲ့အခါမှာဘာလုပ်လဲဆိုရင်သူချစ်ချင်းပဲရီဘက်ကာကသူ့ရဲ့ဦးလေးသူ့ရဲ့ဖခင်စီမှာခေါ်သွားတယ်ပြီးတော့သူတို့လှုပ်ဆောင်ရမယ့်အရာတွေကိုတစ်ဆင့်တစ်ဆင့်လှုပ်ဆောင်တဲ့အရာကိုမြင်တွေ့ရနောက်ဆုံးမှာတော့သူက Isaac ရှိတဲ့နေရာကိုခေါ်သွားခြင်းကိုခံရတယ်။ဘုရားသခင်အချိန်တန်တဲ့အခါမှာသူတို့ဟာမင်္ဂလာဆောင်တဲ့ခြင်းကိုပြုခဲ့တဲ့အရာကိုမြင်တွေ့ရတယ်။ဒါကြောင့်မလို့သင်ရဲ့အိမ်ထောင်ဘက်အတွက်သင်ဟာရွေးချယ်တဲ့အခါမှာစိတ်မလောဖို့အရန်ရေးကြီးပါတယ်။ဘုရားရဲ့အချိန်ကိုစောင့်တက်ဖို့အရန်ရေးကြီးပါတယ်။တချို့သောသူတွေကကျွန်မကတော့အချိန်ရန်နှောင်းနေပြီလို့ပြောတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီຢာကဖခင်ရဲ့အချိန်ထဲမှာရောက်လာဖို့ရန်အတွက်သင်ဆုတောင်းမှပြင်ဆင်ပါဖခင်ကနောက်မကြဘဲနဲ့အချိန်ပြီးသင်ကိုပြင်ဆင်ပေးမှာပဲဖြစ်ပါတယ်နောက်ဆုံးကတော့ဖခင်ရဲ့နိုင်ကန်တဲ့အချိန်မှာဖခင်ရဲ့ရှေ့မှာဖခင်ရဲ့အလိုတော်နဲ့ညီတဲ့တန်ရှင်းတဲ့အိမ်ထောင်ပြုခြင်းမင်္ဂလာဆောင်ခြင်းကိုသင်ကပြုရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လူငယ်များကအချိန်မတန်ခင်မှာနော်ဖခင်ရဲ့အလိုတော်လမ်းထဲမှာသင်မသွားဘူးဆိုရင်တော့ဒီအရာကသင်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုကိုဖြစ်နိုင်ပါတယ်အဲ့ဒီဆုံးရှုံးမှုကပြန်ပြီးတော့ပြင်လို့မရတဲ့ဆုံးရှုံးမှုပဲဖြစ်ပါတယ်ဆိုတော့ကျမတို့နောင်တမရအောင်ဖခင်ရဲ့တမန်တရားနဲ့ညီသင်ရဲ့အိမ်ထောင်ဖက်ခင်မွန်းတယ်လောင်းဇနီးတယ်လောင်းကိုတွေ့ရှိနိုင်ဖို့ရန်အတွက်ဘုရားသခင်သင်ကိုကောင်းချီးပေးပါစေ